လာမယ့်နေ့မှာခေါ်ယူဖို့အတွက်ဂျယ်စီတို့စိတ်ဝင်စားနေတဲ့ဘောကန်စင်မှု9ယောက်ပရိသတ်များလုံးမဲ့မင်္ဂလာပါမြလူလန်ခင်းကတင်ဆက်နေပါတယ်ဂျယ်စီတင်ကသူတို့ရဲ့ဘောကန်စင်အားနည်းချက်ကိုကူစားနိုင်ဖို့အတွက်လာမယ့်နေ့ရာသီမှာဘောကန်စင်မှုတိုးကိုအရခေါ်ယူသွားဖို့ဆန္ဒရှိနေပြီးတော့လက်ရှိချိန်ထိဆိုရင်တော့ဂျယ်စီတင်ရဲ့ရေဒါထဲမှာဘောကန်စင်ကစားမ9ဦးထိရှိနေပြီလို့သိရပါတယ်ဂျယ်စီတင်ကရာသီလေလောက်ထိစမ်းဆောင်ရီကောင်းတွေကိုပြသထားနိုင်ခဲ့ပြီးမြရာသီသိမ်းပိုင်းကာလတွေမှာတော့ပရိသတ်တွေလက်မခံခြင်းစရာကောင်းတဲ့အမတ်တန်ဆိုရလက်ဆိုရီနဲ့ဇက်တိုက်ရင်ဆိုင်နေရပါတယ်လက်ရှိချိန်မှာတော့ဂျယ်စီတင်ရဲ့အဓိကပြတ်မှတ်ဖလားက Conference League ဖလားတစ်လုံးသာရှိပါရယ်။ဒါတော့မှ Conference League မှာအန်တိုနီရဲ့ဆိုစီဒက်ကိုကြော်ဖြစ်နိုင်မှုအခက်အခဲတွေများစွာရှိပါလိမ့်မယ်။ဆိုစီဒက်က Conference League Semi Final မှာသူ့ရဲ့တင်းမောင်ဟောင်းတူဖြစ်တဲ့ဒီဂီယာကစားနေတဲ့ Fiorentina နဲ့ထိတဲ့ရင်ဆိုင်သွားမှာလေးဖြစ်ပါရယ်။ဂျယ်စီတင်ကလည်း Conference League Semi Final ကိုတက်ရောက်သွားခဲ့ပြီးဖြစ်ပေမဲ့ Quarter Final ပွဲစဉ်ကိုတတရာကြော်ဖြစ်နိုင်ခဲ့တာတော့မဟုတ်ပါဘူး။တတရာဆိုတာကပရိသတ်ရဲ့စိတ်ခံစားချက်ကိုတတရာဖြစ်အောင်လုံးမပေးနိုင်တာကိုဆိုလိုတာဖြစ်ပါရယ်။ဂျယ်စီက Conference League ကွာတာပထမအကျော်မှာလီဂီယာဝါဆောကိုဝေခွင့်မှ3ဂိုးပြတ်နဲ့အနိုင်ရရှိထားခဲ့တာကြောင့်အင်္ဂွင်းပွဲစဉ်ကိုဖိအားမရှိကစားခဲ့ရပါသည်။ဒါပေမဲ့ချယ်ဆီကဒုတိယကျော်အင်္ဂွင်းမှာလီဂီယာဝါဆောကို 1-2 နဲ့ရှုံးနိမ့်ခဲ့ရပါသည်။ဘလောက်ပဲအရေးမပါတော့ဘူးပြောအင်္ဂွင်းပွဲစဉ်မှာအသင်းကလေးအသင်းကိုဒီလောက်ထိရုပ်ပြက်ဆင်းပြက်ရှုံးနိမ့်ခဲ့ရတာကတော့လက်ခံပေးလို့ကိုမရဘူးပဲဖြစ်ပါသည်။မာရစကာကတော့စီမီတက်သွားတာကြောင့်ဟီဟာတွေလုံနိုင်နေပေမဲ့ချယ်ဆီပရိသတ်တွေကတော့ဒီရှုံးပွဲကအတော်လေးကိုရှက်စရာကောင်းတဲ့ရှုံးပွဲလို့မှတ်ယူခဲ့ကြပါသည်။အခုလိုမျိုးရလဲဆိုရင်ရင်ဆိုင်ကြုံတွေ့နေရတာကခံစစ်ပိုင်းအားနည်းချက်ကြောင့်လို့ချယ်ဆီကသုံးသပ်ထားပါသည်။အဲဒါကြောင့်လဲလာမယ့်နေရာဒီပြောင်းရွှေ့စေကွက်မှာဖွင့်လှစ်မဲ့အချိန်မှာတော့ဒေါင်တော်မီဘိုခံစစ်ကစားမတအူးခေါ်ယူသွားဖို့အတွက်ချယ်ဆီတင်ကဆန္ဒရှိနေကြတာပါလက်ရှိမှာတော့ချယ်ဆီတို့ချိန်ရွယ်နေတဲ့ဘောခံစစ်ကစားမ9ဦးထိရှိနေရလို့သိရပါတယ်ပထမတစ်ယောက်ကတော့ Everton ခံစစ်မှု Brandweight ပဲဖြစ်ပါတယ် Brandweight ကမာယူတင်နဲ့လည်းသတင်းတွေထွက်ခဲ့ပြီးခဲ့တဲ့နေရာဒီတုန်းကလည်းမာယူတင်ကခေါ်ယူနိုင်မှုကြိုးစားခဲ့ပါသည်Everton ကဈေးကိုင်းလုံးတာအကြောင်းသာမာယူက Brandweight ကိုမခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး Royo ကိုပဲပြောင်းလဲခေါ်ယူသွားခဲ့တာဖြစ်ပါတယ်စွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်ပြီးတော့ခံစစ်ကစားပုံကောင်းမွန်တဲ့ကစားမဖြစ်လို့ခေါ်ယူတင်နေဆိုပေမဲ့Everton ကပြောင်းရွှေ့ကြီးကိုနင့်နေအောင်လို့တောင်းပြီးတော့ဈေးကင်သွားဖို့ရှိနေပါတယ်။ပိုလီတို့ခေါ်ချင်တော့နင့်နေအောင်တောင်းမဲ့ပြောင်းရွှေ့ကြီးကလည်း KTV မှာတော်ရာလေးတို့ကိုပေးတဲ့မုံဘိုးလောက်တောင်ရှိမှာမဟုတ်ပါဘူး။ Chelsea ကစိတ်ဝင်စားတဲ့နောက်ထပ် CB ကစားမတစ်ယောက်ကတော့ Forest ဘိုကန်စင်မှုမူရဲလို့ဖြစ်ပါသည်။ Forest ရဲ့အဓိကကန်စင်မှုဖြစ်တရားဒီမှာအသုံးတော်ခံနေတဲ့ Brazil နောက်ခံလူက ball concentration အားကောင်းပေမဲ့ area duel ပိုင်းနေမှာတော့အားနေပါသည်။ Chelsea နဲ့တင်းနေထွက်နေတဲ့နောက်ထပ်ကစားမကတော့ Palace နောက်ခံလူကွေဟီဖြစ်ပါသည်။ကွေဟီက CB နေရာအပြင်လိုအပ်လာရင် CM နေရာအထိပါတက်ကစားနိုင်သူလည်းဖြစ်ပါသည်။ရှော့ထိုးဖြတ်ထုတ်မှုနဲ့ရှင်းလင်းဖြတ်ထုတ်မှုအပိုင်းတွေမှာအားကောင်းတဲ့ကစားမဖြစ်ပြီးရခင်ဂရေကချယ်ဆီနဲ့သတင်းတွေထွက်နေကြတာဖြစ်ပါတယ်။ချယ်ဆီကစောင့်ကြည့်နေတဲ့နောက်ထပ်ကစားမတူကတော့ IS နောက်ခံလူဂျော်ရီဟာတိုပဲဖြစ်ပါတယ်။ဟာတိုကတော့ CB နေရာမှာမကစားဘူးပဲနဲ့ Albania ကနေသာကစားနေတဲ့ကစားမဖြစ်ပါတယ်။ Hold play, present, area duel အစားတွေမှာအားကောင်းပါတယ်။ CB နေရာမှာကစားရင်ဒါမျိုးစွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်မှာမလားဆိုတာတွေးစရာရှိပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ဘုံမောက်ခံစင်မှု Dean White စင်ပဲဖြစ်ပါတယ်။ဂျာဘဲလူယူမှုပိတ်ဆို့ကာကွယ်မှုနဲ့လေတဲ့ဘောလုံးရှင်လူမှုတွေမှာကောင်းမွန်သူဖြစ်ပါတယ်။စပိန်သားဖြစ်လို့နီးစတစ်ပိုင်းလည်းကောင်းမွန်ပါတယ်။ဝိုင်စင်ကတော့ကျွန်တော်တယောက်တည်းမြင်ရခေါ်ယူတဲ့ကစားမလို့မြင်ပါတယ်။ကျွန်တော်ကစားမတွေချက်ပြောင်းရွှေ့ခြင်းလေးပုံမသက်သာနိုင်ပြီးတော့အတုံးလေးတင်မဲ့ကောင်းလေးဖြစ်ပါတယ်။ပရိသတ်များကရောဘယ်တယောက်ကိုချယ်ဆီဂျာစီနဲ့မြင်ချင်းကြပါလိမ့်မယ်။ကွန်မန့်ကနေပြောပြပေးသွားခဲ့လို့ရပါတယ်။ဗီဒီယိုကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။